နော်ထိုင်းသားရမတင်ပေးဖြစ်တာတအားကြာနေပြီပေါ့နော်အဲ့တော့ဒီနေ့မှာကျွန်တော်အရှိဘက်တွေတုန်းကစရအားပြီးွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာစရအားကိုတင်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့တရအတန်ရှည်စရအားဖြစ်ပါတယ်အရင်ဆုံးသူ့ကိုဘယ်လိုလေးဆွဲရလဲဆိုတဲ့အခါကျရင်ကျွန်တော်တို့ဒီလိုမျိုးလေးဆွဲပေးရပါတယ်ခင်ဗျာမြန်မာမှာဆိုရင်ရေးချပုံစံလေးပေါ့ကရေးချကာအဲ့ဒီပုံစံမျိုးလေးသူ့ကိုဆွဲပေးရတယ်ပေါ့နော်သူကတော့ထိုင်းလိုစရအားကိုဒီလိုမျိုးလေးဆွဲပါတယ်ဒီလိုမျိုးလေးဆွဲပါတယ်စရအားဟုတ်ပြီကြံတဲ့ဘီးတွေကတော့ကောကင်ဆိုရင်လည်းကောကင်နဲ့အညီသူ့ကိုဆွဲရတယ်ကြော်ချမ်းဆိုရင်လည်းကြော်ချမ်းနဲ့အညီဆွဲရတယ်ပေါ့နော်အဲ့ဒီမှာဘေဘီတွေမှာသူ့ကိုတတိထားဆွဲရမလဲဆိုရင်အလေတန်ဘီးရုပ်စုမှာဆိုရင်ပေါ်ပလာအမြင့်တန်ဘီးရုပ်စုမှာဆိုရင်ကျွန်တော်တို့ for far အနိမ့်တန်ဘီးရုပ်စုမှာဆိုရင် for fun ပေါ့နော်ဒီဘီးတွေဆိုရင်ကျွန်တော်တို့ကသူ့ရဲ့အစံနဲ့ပဲစရအားကိုအညီဆွဲပေးရတယ်ဥပမာကျွန်တော်တို့ပေါ်ပလာကိုဆွဲခြင်းနေဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပေါ်အားပါလို့ပဲဆွဲပေးရတယ်ဒီလိုအရှိလာဆွဲလို့မရဘူးအဲ့ဒါဆိုရင်တော့သူကမှားတယ်ပေါ့နော်အဲ့ဒါတတိထားမယ်အဲ့တော့ပေါ်ကိုဆွဲခြင်းနေဆိုရင်လည်းကျွန်တော်တို့ကပေါ်အားပါ for ကိုဆွဲခြင်းနေဆိုရင်ကျွန်တော်တို့က for are far for ကိုဆွဲခြင်းနေဆိုရင်လည်း for are far ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့ဆွဲပြီးလို့ရပါတယ်ခင်ဗျာအဲ့တော့ဒီနေရာမှာသူ့ကိုတတိထားမှာကထိုင်းတရာနဲ့ဘီးနဲ့ကိုတွဲဆက်တဲ့အခါမှာကိုအနေနဲ့လက်ရေးတဲ့အခါမှာဖြည်းဖြည်းချင်းကျွန်တော်တို့ရေးပေးရတာကိုတတိထားဖို့လိုပါတယ်ခင်ဗျာဟုတ်ပြီအဲ့ဒါကျွန်တော်တို့ဆိုတာလေးစလိုက်ရအောင်နော်ဟုတ်ပြီအရင်ဆုံးကျွန်တော်တို့အရှိမပြောခဲ့သလိုမျိုးပဲထိုင်းဘီးနဲ့တရာမဆိုခင်ပုံတင်နည်းကိုစဉ်းစားပြီးတော့ဆိုပေးရရဲဆိုကျွန်တော်တို့ပုံတင်နည်းကိုပြန်ပြီးတော့ memory record ပြန်ခေါ်ကြည့်ရအရင်ဆုံးဒီမှာလာပြီခင်ဗျအလေတန်ဘီးရုပ်စုအလေတန်ဘီးရုပ်စုကိုတရာအတန်ရှည်နဲ့လာပြီးတော့ပေါင်းနေဆိုရင် middle ရေမစဉ်းစားပါနဲ့နော် middle အမြင့်တန်ဘီးရုပ်စုကိုကျွန်တော်တို့ကတရာအတန်ရှည်နဲ့လာပြီးတော့ပေါင်းနေဆိုရင် rising tone အနိမ့်တန်ဘီးရုပ်စုကိုတရာအတန်ရှည်နဲ့လာပေါင်းနေဆိုရင် mid tone အဲ့တော့ပြန်ပြောမယ်အလေတန်ဘီးရုပ်စုတရာအတန်ရှည်နဲ့ပေါင်းရင် mid tone အမြင့်တန်ဘီးရုပ်စုတရာအတန်ရှည်နဲ့ပေါင်းရင် rising tone အနိမ့်တန်ဘီးရုပ်စုတရာအတန်ရှည်နဲ့ပေါင်းနေဆိုရင် mid tone အဲ့တော့ပုံသင်နည်းစစဉ်းစားပြီးွားပြီဆိုတော့ကျွန်တော်တို့ကသူ့ကိုအတန်ထက်မှန်ကန်စွာစာဆိုလို့ရပါပြီကျွန်တော်တို့ဆိုကြည့်ရအောင်နော်ကောအာကာကြောအာဂျာဒေါအာဒါတောအာတာဘောအာဘာပေါ်အာပါအောအာအာနောက်တစ်ခါဆိုပြမယ်နော်ကောအာကာကြောအာဂျာဒေါအာဒါတောအာတာဘောအာဘာပေါ်အာပါအောအာအာဟုတ်ပြီအဲ့ဒါပြီးအမြင့်တန်တရာတန်ရှိဆိုတော့ rising tone နော်စောอาสาขออาขาถออาถาผออาผาฝออาฝาหออาหาแล้วเขาทัดสูไหมสออาสาขออาขาถออาถาผออาผาฝออาฝาหออาหาဟုတ်ပြီအနိမ့်တန်အတန်ရှည်ဆိုရင် mid တော့မောအာမာခေါ်အာခာနောအာနာလောအာလာဝေါ်အာဝါဖော်အာဖာဖော်အာဖာနောက်တော့ထပ်ဆိုမယ်မောအာမာခေါ်အာခာနောအာနာလောအာလာဝေါ်အာဝါဖော်အာဖာဖော်အာဖာโอเคရပြီနော်ဟုတ်ပြီဒါကျွန်တော်တို့စရအားပေါ့နော်စရအားကျွန်တော်တို့ပုံသင်နည်းစဉ်းစားတာနဲ့ရေးတာပါအကုန်ပြီးွားပြီပေါ့နော်ဟုတ်ပြီကျွန်တော်တို့နောက်တစ်ခုကိုဆက်ပြီးသွားကြည့်ရအောင်အတန်တိုတရာစရဣသူကတော့ကျွန်တော်တို့လာချမ်းပုံစံလေးသူဆွဲပေးရတာပေါ့နော်အတန်တိုတရာစရဣကျွန်တော်တို့ဒီလိုလေးသူစဆွဲမယ်ပေါ့နော်ဒီဘက်ချမ်းကစယူမယ်ကျွန်တော်ဒီလိုမျိုးလေးဆွဲမယ်မြန်မာမှာဆိုရင်လဝင်းတင်ပုံစံမျိုးပေါ့နော်ကျွန်တော်ဒီဘက်ကနေစယူမယ်ဟောဒီလိုမျိုးလေးဝိုက်ချဒီဘက်ကနေစပြီးတော့ယူမယ်အပေါ်ဒီလိုမျိုးလေးဝိုက်ချမယ်ဒီဘက်ကနေစပြီးတော့ယူမယ်အပေါ်ဒီလိုမျိုးလေးဝိုက်ချမယ်ဒီ
ဒီဘက်ကနေစပြီးတော့ယူမယ်အပေါ်ဒီလိုမျိုးလေးဝတ်ချမယ်စရက်ဤကြံတဲ့ဘီးတွေနဲ့သူပေါင်းဆက်တဲ့အခါမှာသူကတော့လွယ်ပါတယ်ကျွန်တော်တို့ခေါင်းပေါ်မှာပဲတင်ပြီးရဥပမာကောကင်ဆိုရင်လည်းကျွန်တော်တို့သူ့ကိုခေါင်းပေါ်မှာတင်ပေးလိုက်လို့ရတယ်ကြော်ချမ်းဆိုရင်ကျွန်တော်တို့သူ့ကိုကြောရဲ့ခေါင်းပေါ်လေးမှာဒီလိုလေးတင်ပေးလို့ရတယ်နော်ဒေါ်ဆိုရင်လည်းကျွန်တော်တို့ဒေါ်ရဲ့ခေါင်းပေါ်မှာတင်ပေးလို့ရတယ်ကျန်တာတွေအားလုံးကအတူတူပဲခုနအရှိမတင်ခဲ့တဲ့စရက်အားလိုမျိုးပဲကျွန်တော်တို့ဘာရှိလဲဆိုတော့အလဲတန်းမှာဆိုရင်ပေါ်ပလာဆိုဒီထိတ်မှာလာပြီးတင်လို့မရအဲ့ဒါဆိုရင်ကျွန်တော်တို့သူကမှားတယ်သူ့ရဲ့အစံပေါ်မှာတော့ကျွန်တော်ဒီလိုမျိုးလေးတွားတင်ပေးရတယ်ဒါမှအမှန်ဒါဆိုရင်အမှားအဲ့ဒီမှာ for far ဆိုရဲအမြင့်တန်ပြီးရုပ်ဆိုလေအဲ့တိုင်းပဲသူ့ကိုဒီလိုမျိုးလေးခေါင်းပေါ်မှာလာပြီးတော့တင်ပေးရတယ်နောက်တစ်ခုကျွန်တော်တို့အနှိမ့်တန်ပြီးရုပ်ဆိုခဲ့ for fun မှာအဲ့တိုင်းပဲကျွန်တော်တို့သူ့ရဲ့ခေါင်းပေါ်မှာပဲဒီလိုမျိုးလေးလာတင်ပေးရတယ်ကျန်တဲ့ပြီးတွေမှန်သမျှအားလုံးဒီခေါင်းပေါ်မှာပဲတွားပြီးတော့တင်ပါမယ်ဟုတ်ပြီနော်ကျွန်တော်တို့သူ့ကိုရေးပြီးွားပြီဆိုတော့နားလည်မယ်နော်ဟုတ်ပြီကျွန်တော်တို့အဲ့ဒါဆိုရင်ဆိုတာလေးဆက်သွားကြည့်အောင်ပေါ့အဲ့တော့ဒီနေရာမှာအရင်ဆုံးဘီတရမဆိုခင်ပုံတင်ကျွန်တော်တို့စဉ်းစားပြီးမှအတန်ထွက်ပြရပါမယ်အလေတန်ပြီးရုပ်စုကိုတရအတန်တူနဲ့ပေါင်းနေဆိုရင်ဘာတုံးလဲလိုတုံးပေါ့ဟုတ်ပြီနော်ထပ်ပြောမယ်အလေတန်ပြီးရုပ်စုကိုတရအတန်တူနဲ့ပေါင်းနေဆိုရင်လိုတုံးဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့အမြင့်တန်ပြီးရုပ်စုကိုတရအတန်တူနဲ့ပေါင်းနေဆိုရင်လည်းလိုတုံးပဲသူကတရားနှစ်ခုတူတယ်တရအတန်တူမှာအနှိမ့်တန်ပြီးရုပ်စုကိုတရအတန်တူနဲ့လာပေါင်းနေဆိုရင်เนาะ height တော့ဟုတ်ပြီเนาะအနှိမ့်တန်တရအတန်တူဆိုရင် height တော့အဲ့ပြန်ပြောမယ်အလယ်တန်တရအတန်တူ low တော့အမြင့်တန်တရအတန်တူ low တော့အနှိမ့်တန်တရအတန်တူ height တော့ okay ကျွန်တော်အဲ့ဒါဆိုရင်အတန်စထွက်လို့ရပါပြီကောဤကြည်ကြောဤကြည်ဒေါ်ဤဒီတောဤတိဘောဤဘီပေါ်ဤပိအောဤဤနောက်တစ်ခေါက်ထပ်ဆိုမယ်ကောဤကြည်ကြောဤကြည်ဒေါ်ဤဒီတောဤတိဘောဤဘီပေါ်ဤပိအောဤဤဟုတ်ပြီအမြင့်တန်စောဤစီခေါ်ဤခီထောဤထိဖောဤဖိဖောဤဖိဟောဤဟိနောက်တစ်ခါထပ်ဆိုမယ်စောဤစီခေါ်ဤခီထောဤထိဖောဤဖိဖောဤဖိဟောဤဟိနောက်တစ်ခုကျွန်တော်တို့အမြင့်sorry အနှိမ့်တန် height တုံးဆိုရမယ်နော်အနှိမ့်တန်တရားတန်လို့ဆို height တုံးမောဤမီမောဤမီခေါ်ဤခီနောဤနီလောဤလီဝေါ်ဤဝီဖော်ဤဖိဖော်ဤဖိနောက်တစ်ဆိုပြမယ်မောဤမီခေါ်ဤခီနောဤနီလောဤလီဝေါ်ဤဝီဖော်ဤဖိဖော်ဤဖိဟုတ်ပြီနော်ကျွန်တော်ဒီနေ့မှာသင်ခန်းစာနှစ်ခုသင်ခဲ့တယ်တရာစရာအားနဲ့စရာဤဟုတ်ပြီရမယ်လို့ညွှန်လင်းပါတယ်တကယ်လို့နားမလည်ရရှိရဆိုကျွန်တော်ရဲ့ဗီဒီယိုရဲ့ comment အောက်မှာကျွန်တော်ကိုမေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်